ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လို့ရှိရင်ဂျပန် TikTok အကောင့်ကိုအလွယ်တကူဖွင့်တတ်သွားလိမ့်မယ်။10မိနစ်ပဲအချိန်ပေးပါ။ပထမဆုံး TikTok application နဲ့ဝင်လိုက်မယ်။ကို့မှာတော့အရင်ဆုံး Google သို့မဟုတ် Outlook လေးတစ်ခုရှိရမယ်။အဲ့ဒါဆိုလို့ရှိရင်ဂျပန် TikTok အကောင့်ကိုလွယ်တကူဖွင့်လို့ရတယ်။ပထမဆုံး TikTok application နဲ့ဝင်လိုက်မယ်။အဲ့ဒီနေရာမှာကိုကဘာနဲ့ဝင်မှာလဲကျွန်တော်တော့ Gmail နဲ့ဝင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Gmail နဲ့ဝင်ပြမယ်။ဒီ Gmail နဲ့မဝင်ခင်ကျွန်တော်တို့အရေးကြီးတာအောက်မှာမြန်မာဘာမှဆိုပြီးပေါ်နေ။အဲ့ကောင်လေးကိုဂျပန်ဆိုပြီးတော့ပြောင်းလိုက်မယ်။ဒီမှာဂျပန်ဆိုတာကိုအရင်ရွေးလိုက်မယ်။ Okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပထမတစ်ဆင့်ပြီးသွားပါပြီ။ဒါဒုတိယတစ်ဆင့်အနေနဲ့ကိုယ့်ရဲ့မွေးနေ့ကိုထည့်ရမယ်ပေါ့မွေးနေ့ကသူကကျွန်တော်နောက်ပိုင်းကြောက်လို့ရှိရင် monetization တွေပါညာရှောက်မယ်ဆိုလို့ရှိရင်မွေးနေ့က16နှစ်အထက်ဖြစ်ရမယ်အဲ့လိုဆိုတော့ကျွန်တော်မွေးနေ့လေးပဲထည့်လိုက်မှာနော်ဒီမှာကိုယ့်ရဲ့ nickname ပေါ့အခုကျွန်တော်တို့ TikTok ဖွင့်မဲ့ name လေးပေါ့ကိုနဲ့သက်ဆိုင်တဲ့ဟာလေးတခု okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျပန် TikTok အကောင့်လေးအလွယ်တကူပွင့်သွားပြီကိုဂျပန် TikTok အကောင့်လေးမှန်ကိုကျွန်တော်တို့အတည်ပြုမယ်နော်အပေါ်ကနေပြီးတော့ asset လေး30ကိုနေမယ်ပြီးသွားလို့ရှိရင်အောက်မှာ setting and privacy လေးနေနေပြီးတော့အပေါ်ဆုံးမှာ account ဆိုတာရှိတယ် account လေးနဲ့အပေါ်ဆုံးက account information နှိပ်ပါမယ်ဒီ account region မှာဂျပန်ပေါ်နေရင်ဂျပန် TikTok အကောင့်လေးကိုအလွယ်တကူဖွင့်တတ်သွားပါပြီခင်ဗျာကဲဒီလောက်ဆိုလို့ရှိရင်တော့ဂျပန် TikTok အကောင့်ဘယ်လိုဖွင့်လို့ရမလဲဆိုတာဗီဒီယိုမျိုးပြီးသွားလာပြီလို့ထင်ပါတယ်ဟိုလေးမှာ TikTok ကိုထားပါ